တက်ကတူထဲမှာဆရာအတစ်တယောက်လာမယ်ဆိုတာကြားတဲ့နေ့ကနေစပြီကျောင်းသူတွေကစိတ်ထဲမှာဒီဆရာကိုတခါတည်းအဆက်ခွဲပေးမယ်ဆိုပြီးစုပေါင်းကြံစည်ချကြတာဆရာကျောင်းဝင်းနဲ့ဝင်လာတဲ့အချိန်မှာပဲအပေါ်တက်ကနေရေးတွေလောင်းချလိုက်ကြတာပေါ့ဒါပေမဲ့မထင်မှတ်ထားတာကကျောင်းသားတွေကအားလုံးထီးတွေတပြိုင်တည်းဖွင့်ပြီးဆရာကိုဝိုင်းကာကွယ်ပေးလိုက်ကြတာပါအဲ့ဒီမြင်ကွင်းကြောင့်ကျောင်းသူတွေကပို့ပြီးဒေါသထွက်သွားတာပေါ့ဆရာကစာသင်ခန်းနဲ့ဝင်လာတော့အပေါ်ကနေပိုက်ကွန်ကြီးတစ်ခုတန်းပြီးပြန်ကြလာတယ်တာမန်လူဆိုလန့်သွားမှာပဲဒါပေမဲ့ဒီဆရာကမတူဘူးသူကကြိုမြင်ထားသလိုပဲပလတ်စတစ်ပေတံတစ်ချောင်းကိုလှမ်းယူပြီးပိုက်ကွန်ကိုတစ်ချက်တည်းဖြတ်ချလိုက်တယ်ပိုက်ကွန်ကနှစ်ပိုင်းဖြစ်ပြီးကျသွားတယ်ဒါနဲ့မလုံလောက်သေးဘူးသူတို့ကစာအုပ်တွေလွယ်အိတ်တွေနဲ့ထပ်ပြီးပြစ်ကြပြန်တယ်ဆရာကခန္ဓာကိုယ်ကိုနောက်ဖက်လှဲ့သလိုလှဲ့ပြီးလက်တစ်ချက်လှုပ်ရှားလိုက်တာနဲ့လွယ်အိတ်တွေအကုန်ပြန်သွားပြီးကျောင်းသူတွေဘက်ကိုပြန်ပြီးလွင့်ပြန်ကျသွားတယ်ကျောင်းသူတွေမီယုံနေလောက်အောင်ဖြတ်ပြီးစာသင်ခန်းနဲ့တိတ်ဆိတ်သွားတာပေါ့အဲ့ဒီအချိန်မှာကျောင်းသားတယောက်ထွက်ပြီးပြောလိုက်တယ်မစော့တော့နဲ့လုံလောက်ပြီကျောင်းသူတွေအံ့ဩသွားကြတယ်ဘာလို့လဲဆိုတော့ပြောတဲ့သူကအရင်တုန်းကအယမ်းဆိုးတဲ့ကျောင်းသားဖြစ်နေလို့ပါအရင်ဆိုဆရာထိုင်မဲ့ကလာထိုင်ပေါ်စူပါဂလူးလိမ့်ထားတာစာတင်နေချိန်တိုင်းအဆောင်ရှက်ပေးတာတွေဒါပေမဲ့ဆရာကသူ့လှုပ်ကွက်တိုင်းကိုကြိုတိညီတယ်လို့ပဲတခါမှမအောင်မြင်ခဲ့ဘူးတနေ့တော့ပိုဆိုးလာတယ်ဆရာအလုပ်ဆင်းချိန်သူကဆရာကားထဲမှာဘုံအတုတတ်ထားလိုက်တယ်ဆရာအဆက်ကွဲတာကြည့်ကြမယ်ဆိုပြီးစောင့်နေကြတာဆရာကအတုဆိုတာသိထားပြီးသားပါဒါပေမဲ့ကားထဲဝင်ကြည့်လိုက်တဲ့အချိန်ဘုံအတုမဟုတ်ပဲဘုံအစ်စ်ထက်နေတော့ဆရာကချက်ချင်းကားထဲကခုံထွက်ပြီးလူအားလုံးကိုអော်ပြောတယ်အားလုံးမြန်ထွက်ကြမြေပေါ်လဲနေကြလို့ဒါပေမဲ့ကျောင်းသားတွေကမယုံကြဘူးဆရာကြောက်လို့ဒရာမာလုပ်နေတယ်ဆိုပြီးလောင်ပြောင်ကြတယ်ဆရာကပြေးလာပြီးတယောက်ကိုဆွဲချပြီးမြေကြီးပေါ်လှဲလိုက်ချိန်ဘုံတကယ်ပေါက်ကွယ်သွားတယ်အဲ့ဒီအချိန်မှာပဲအားလုံးနားလဲသွားကြတယ်ဆရာကသူတို့အသက်ကိုကယ်ခဲ့တာပေါ့အဲ့ဒီနေ့နောက်ပိုင်းကျောင်းသားတွေအကုန်ဆရာစကားနားထောင်လာကြတယ်ဒါပေမဲ့ကျောင်းသူစိုးရီတို့ကြံသေးတယ်ဒီနေ့ကျောင်းသူတယောက်ကျောင်းဆင်းချိန်လမ်းဘေးမှာလူစိုးအုပ်စုဝိုင်းပိတ်ထားတာခံလိုက်ရတယ်သူမလမ်းပြီးတွန်းထုတ်ပြီးထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့လမ်းအားလုံးပိတ်ထားပြီးထွက်ဖို့လမ်းမရှိတော့ဘူးလူစိုးတယောက်ကသူမစပင်းကိုဆွဲပြီးအနံ့တောင်ရှူလိုက်သေးတယ်သူမကအားကုန်တွန်းထုတ်ပြီးပြေးတော့တယ်လူစိုးတွေဒေါသထွက်ပြီးနောက်ကနေအပြင်းလိုက်လာကြတယ်အဲ့ဒီမြင်ကွင်းကိုကျောင်းသား2ယောက်တွေ့လိုက်တော့ဆရာကိုလာပြောကြတယ်လူစိုးတွေကအကျောင်းသူကိုဖမ်းမိပြီးရိုက်တော့မယ့်အချိန်ရုတ်တရက်ဆရာပေါ်လာတယ်သူမကိုနောက်မှာကာကွယ်ပြီးလူစိုးတွေနဲ့တိုက်ခိုက်လိုက်တယ်မကြခင်ပဲလူစိုးအကုန်လဲသွားပြီးကြောက်လန့်ပြီးပြေးထွက်သွားကြတယ်အဲ့ဒီနေ့နောက်ပိုင်းကျောင်းသူတွေကဆရာကိုလေးစားသွားကြတယ်ဒါပေမဲ့ဒီနေ့စတင်နေတော့မယ်ကျောင်းထဲကအစိုးဆုံးကျောင်းသားတယောက်တကားကိုတွန်းဖွင့်ပြီးဝင်လာတယ်အခန်းထဲအကုန်တိတ်ဆိတ်သွားချိန်ဘာတွေဆက်ဖြစ်မလဲဆိုတော့